သူမဟာတကိုယ်လုံးကိုစိတ်စီတွေနဲ့လိမ့်ကြံရေကူးမျက်မှန်ကိုတက်ဆင်ပြီးသမုတ်တရားစီကိုဖြည်းဖြည်းချင်းရှောက်လန်းသွားခဲ့ပါတယ်။သူမရဲ့ရည်မှန်းချက်ကရိုးရှင်းပေမဲ့ယူတုလောက်စရာပါပဲ။အဲ့ဒါကတော့အင်္ဂလိပ်ရေလက်ကြားကိုရေကူးပြီးဖြတ်ကျော်ဖို့ပါ။သူမဟာ10မိုင်လောက်ခရီးပေါက်ပြီးတဲ့အခါမှာတော့သူမကိုတကယ်တမ်းအောင်မြင်စေချင်စိတ်မရှိတဲ့သူမရဲ့နီးပြကအရှိန်လျှော့ဖို့လှမ်းပြောပါတယ်။ဒါပေမဲ့သူမကဂရုမစိုက်ဘဲကိုယ်ပိုင်ရှိန်နဲ့ပဲဆက်လက်ကူးခတ်ခဲ့ပါတယ်။နီးပြဖြစ်သူကလက်မလျှော့ဘဲသူမကိုပန်းတီးတစ်လုံးကမ်းပေးခဲ့တယ်။တကယ်လို့သူမသားနီးပြရဲ့လက်ကိုထိမိသွားရင်စီကံဖောက်ဖျက်မှုနဲ့သူမရဲ့စူးစမ်းအထောက်မှုတွေအလားတဖြစ်သွားမှာပါ။ဒါပေမဲ့နီးပြရဲ့လက်ကချော့ထွက်သွားပြီးပန်းတီးဟာရေထဲကိုကျသွားခဲ့ပါတယ်။သူမဟာရက်တက်မသွားဘဲပို့ပြီးတော့တောင်အားစိုက်ကူးခတ်ခဲ့ပါတယ်။10မိနစ်အကြာမှာတော့နီးပြကသူမကိုဖြော်ရည်တစ်ခွက်ကမ်းပေးပြန်ပါတယ်။ဒီတစ်ခါမှာတော့သူမဟာဖြော်ရည်ထဲမှာတစ်ခုခုခတ်ထားတာကိုမသိဘဲတောက်လိုက်မိပါတယ်။ခဏကြာမှာတော့သူမဟာခေါင်းမူလာပြီးနားဖို့အတွက်ရက်တက်လိုက်ရပါတော့တယ်။3ရက်ကြာမှာတော့သူမဟာသူမရဲ့ဖခင်နဲ့အတူထပ်မံစူးစမ်းခဲ့ပါတယ်။ဒီတစ်ခါမှာတော့သူမဟာ10မိုင်ထိအခက်အခဲမရှိကူးခတ်နိုင်ခဲ့ပါတယ်။ဒါပေမဲ့ပထမဆုံးစိန်ခေါ်မှုကြီးနဲ့တိုးပါတော့တယ်။သူမရဲ့ရှစ်တက်တဲမှာဂျယ်လီငါအုတ်ကြီးရှိနေပြီးရှောင်ကွင်းသွားစရာလမ်းမရှိတာကြောင့်တက်ပဲဖြတ်ကူးခဲ့ရပါတယ်။ဂျယ်လီငါရာပေါင်းများစွာရဲ့အစိတ်ဆူးတွေဟာသူမရဲ့တကိုယ်လုံးကိုထပ်ခါတလဲလဲထိုးစိတ်ခဲ့ပြီးခန္ဓာကိုယ်အနှံ့တန်ရာတွေဘရာဘွားဖြစ်သွားခဲ့ပါတယ်။20မိနစ်ကြာမှာတော့သူမဟာဂျယ်လီငါအုတ်ကိုကြော်ဖြတ်နိုင်ခဲ့ပေမဲ့စားငံရည်တွေကသူမရဲ့တန်ရာတွေကိုဆက်ပြင်းနေအောင်လှုပ်ဆောင်နေတာကြောင့်တက်တာလာစေဖို့ရေမျက်နှာပြင်ပေါ်မှာခဏလောက်မျောနေခဲ့ရပါတယ်။ခဏနာပြီးတဲ့နောက်မှာတော့သူမဟာရေကူးမျက်မှန်ကိုပြန်တက်ပြီးဆက်လက်ကူးခတ်ခဲ့ပါတယ်။8နာရီကြာမှာတော့ပြင်းထန်တဲ့ဆန့်ကျင်ဘက်ရေစီးကြောင်းနဲ့တိုးပြန်ပါတယ်။သူမဘလောက်ပဲအားစိုက်ကူးပါစေရှေ့ကိုတိတ်မတိုးနိုင်ခဲ့ပါဘူး။သူမရုန်းကန်နေရတာကိုမြင်တော့သူမရဲ့ညီမဖြစ်သူကရေထဲကိုခုန်ဆင်းပြီးဘေးကနေအတူတူကူးခတ်ပေးကရေစီးကိုတိုက်ထုတ်ဖို့ကူညီပေးခဲ့ပါတယ်။တနာရီကြာမှာတော့သူမရဲ့ညီမဟာလုံးဝပန်းနိုင်ရောက်အောင်မလိုက်နိုင်တော့ပဲလှေပေါ်ကိုပြန်တက်သွားခဲ့ရပါတယ်။ညနေလာတဲ့အခါမြူတွေကလည်းအုပ်ဆိုင်လာတာကြောင့်လှေကလည်းသူမကိုလမ်းမပြနိုင်တော့ပါဘူး။သူမဟာမှောင်မိုက်ထဲမှာအကူရမဲ့ပြီးပင်မနှွမ်းနေစွာနဲ့မျောလင်းချက်တွေစတင်ပျောက်ဆုံးလာပါတယ်။အဲ့ဒီအချိန်မှာပဲအဝေးကအလင်းရောင်တစ်ခုကိုသူမမြင်လိုက်ရပါတယ်။အဲ့ဒါကတော့ကမ်းခြေမှာမီးတုပ်တွေကင်ပြီးသူမကိုလမ်းပြဆောင်ကြနေတဲ့သူမရဲ့တငယ်ချင်းပဲဖြစ်ပါတယ်။ရှိသမျှအင်အားလေးကိုစုစည်းပြီးသူမဟာအလင်းရောင်ရှိရာကိုကူးကတ်သွားခဲ့ပါတယ်။တနာရီကြာမှာတော့သူမရဲ့လက်ဟာတဲတောင်ပြင်ကိုထိတွေ့နိုင်ခဲ့ပြီးကမ်းခြေကိုရောက်ရှိသွားပါတော့တယ်။ဒါဟာဖြစ်ရမှန်ဇလန်တစ်ပုတ်ပါထရူဒီအက်ကာရီဟာအင်္ဂလိပ်ရေလက်ကြားကိုပထမဆုံးရေကူးဖြတ်ကျော်နိုင်ခဲ့တဲ့အမျိုးသမီးဖြစ်လာခဲ့ပြီးပြတ်သားတဲ့စိတ်ဓာတ်ဟာတန်တရားတွေထက်ပိုမိုအစွမ်းထက်တယ်ဆိုတာကိုသက်သေပြနိုင်ခဲ့ပါ